္ဂလာပါ weekend score ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တနင်္ဂနွေညမှာလဲကြည့်လို့ကောင်းမယ်ပွဲတင်3ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်ဟိုကြည့်လို့လည်းကောင်းမယ်ကျွန်တော်တို့ fighter တွေအတွက်လည်းအကျိုးပြုနိုင်မယ်ပြီးတော့ဈေးတန်းတွေရလည်းအရန်မဟာတဲ့ပွဲတင်အနေနဲ့ကျွန်တော်3ပွဲရွေးထားပါတယ်အဲ့ဒါကတော့ Hungary နဲ့ Ireland ပွဲတင်ရယ်ကျွန်တော် Ukraine နဲ့ Iceland ပွဲတင်ရယ် Italy နဲ့ Norway ပွဲတင်ရယ်3ပွဲသလုံးကတော့တော်တော်လေးကောင်းမဲ့ပွဲတင်တွေမှာပါတယ်ဆရာပထမဦးဆုံးအနေနဲ့ Hungary နဲ့ Ireland ပွဲတင်တွေကိုဆရာဘယ်လိုမြင်လဲပေါ့ကျွန်တော်ကတော့ဒီပွဲစဉ်မှာကျွန်တော်တို့ Hungary လိုပဲကျွန်တော်တို့ရွေးချယ်မယ်နော်အာရှဈေးကွက်အနေထားကတော့1.80နှုန်းဒီဈေးမှာ Hungary ကြေးရောက်နိုင်နေရတယ်ကျွန်တော်တို့54.1%နှုန်းရှိတာကိုကျွန်တော် formula ရတော့တွက်ချက်မိပြီးရတယ်နော်အဲ့တော့လက်တော်မှာလည်း Hungary ဆိုတာ Ireland Armenia တို့နဲ့ဒါအပြန်အားပြိုင်နေရတဲ့အနေဒါဒုတိယနေရာအတွက်ကိုဒါတေချာဖို့ဒါကျွန်တော်နေရာတော့ဒီပွဲစဉ်က Hungary ရဲ့အင်ကွင်းမှာတိုက်စစ်ကိုမဖြစ်မနေဖွင့်ပြီးတော့အနိုင်ယူသားမဲ့ပွဲတစ်ပွဲလို့ကျွန်တော်ယူဆတယ်နော် Ireland ကတော့ဒါအခုနောက်ဆုံးပွဲစဉ်မှာတော့ဒါပေါ်တူဂီတော့သူနိုင်ထားခဲ့တဲ့ကျွဲသူအချိန်ကလည်းယုံကြည်မှုကလည်းမြင့်နေတဲ့အနေအထားမျိုးတော့ရှိတယ်အဲ့တော့အဲ့ဒီဒါမှမဟုတ်ခက်ရခက်စစ်တော့အဲ့လို Ireland ပေါ်တူဂီတော့နိုင်လာတဲ့ Ireland အသင်းကိုတော့မှ1.80နဲ့ Hungary ကကြီးအနေဒါပေးထားတဲ့အနေအထားမျိုးမှာတော့ဒါမြန်မာဈေးတန်းပေါ့နော်1.80ဝင်ရိုးရဆိုရင်ဒါ0.75လာဖြစ်တော့เนาะအဲ့တော့အနေအထားမျိုးမှာတော့ဒါ Hungary ဘက်ကကိုပေါ်ဂီကအပေါင်းယူထားတယ်ကြီးအောင်နိုင်ကြီးလေပြနေတာတော့တွက်ချက်မိတဲ့အတွက်ကြောင့်မို့တော့ Hungary လိုပဲအားပေးတင်တယ်လို့ကျွန်တော်ဆိုနေဆရာရဲ့Hungary နဲ့ဒီပွဲတင်ပေါ့နော် Ireland နဲ့ပွဲတင်မှာ Hungary ကဒီအုပ်စုပွဲတင်ကစားပြီးတဲ့အချိန်မှာသူ Ireland နဲ့ပထမဦးဆုံး Ireland ကွင်းမှာတော့2ဂိုးသွင်းတယ် Portugal ကို2ဂိုးသွင်းတယ် Armenia ကို2ဂိုးသွင်းတယ် Portugal ကိုအဝေးကွင်းမှာလည်း2ဂိုးသွင်းတယ် Armenia နဲ့နောက်ဆုံးပွဲတင်ကြာပင်းညမှာကစားသွားတဲ့ပွဲတင်ပေါ့နော်ကျွန်တော်ရွေးချက်ခဲ့တယ်ပွဲတင်မှာလည်းအဲ့ဒီပွဲမှာလည်း0-1နဲ့နိုင်တာဆိုတော့ Hungary မှာကလုံနိုင်စွမ်းမြင့်နေတယ်လို့ပြောလို့ရတယ်ဟိုတဘောအနေဆုံး2ဂိုးလောက်ထိသူတိုက်စစ်ကလုံနိုင်စွမ်းအားရှိတယ် Ireland ကိုပြန်ကြည့်ပြန်တော့ Ireland ကဒီအုပ်စုမှာကစားရတာကသူကအိမ်ဝင်းပထမဦးဆုံးပွဲတင်မှာ Hungary နဲ့တူဒီအဝေးကွင်းနှစ်ပွဲမှာပြန်ကြည့်ပြန်တော့သူက Portugal ကို1-0နဲ့ကရှုံးတယ် Armenia ကို2-1နဲ့ရှုံးတယ် Ireland တို့အဓိကအားနည်းချက်က Armenia ကိုအိမ်ကွင်းမှာသူရှုံးသွားတာတော်တော်လေးအားနည်းချက်ဖြစ်တယ်လို့ပြောရမယ်သူအိမ်ကွင်းနှစ်ပွဲမှာတော့သူတို့အနေနဲ့ဟို Portugal နဲ့ Armenia ကိုပဲ2-1နဲ့ပြန်နိုင်လာတယ်ဆိုတော့ဒီအုပ်စုကနည်းနည်းလေးပြိုင်ဆိုင်မှုနဲ့ပြင်းတယ်နဲ့ဟိုတသိန်းကြားမှာအရင်ကွာဟနေတာမျိုးမရှိဘူးအဲ့လိုကွာဟတဲ့အနေအထားမျိုးမရှိတဲ့အနေအထားမျိုးမှာပေါ့နော်ပထမကျတော့ဒဲဝင်ယူလက်ရှိ0.75ဆိုတာဒါရေဘူးရအပြင်အိမ်ကွင်းဝေးကွင်းမှာဆိုရင် Hungary အနေနဲ့အလွန်ဆုံးပေးရမယ်ဈေးတန်းကကျွန်တော်တတ်မှတ်လို့ရတာက0.5လက်ရှိအနေထားကကျွန်တော်အုပ်စုမှာပြန်ကြည့်မယ်ဆိုရင်လည်း Hungary က8မှတ်9မှတ်ဆိုတော့ Hungary အတွက်ကကျွန်တော်တေးကစားရင်အခြေအနေကောင်းတယ်Ireland အတွက်ကနိုင်မှဒီလိုအနေအထားမျိုးမှာ0.75ဆိုတဲ့အနေအထားကကျွန်တော်အနေနဲ့ဟိုနည်းနည်းမြင့်တယ်လို့ခံစားရတယ်ပေါ့နော်။ Hungary အနေနဲ့2ဂိုးပြတ်မှအပြည့်စားမယ်ပုံစံမျိုးကဒီလိုဒူအတိုင်းပွဲတဲ့မျိုးပြီးတော့ Hungary အနေနဲ့ Ireland နဲ့ထိတဲ့တွေ့ဆုံမှုမှာ3ချိန်တည်း3ချိန်တည်းတစ်ချိန် Ireland နိုင်ခဲ့တာဆိုတော့ Hungary အင်ကွင်းနောက်ဆုံး2ချိန်ဆက်တိုက်တယ်ဇီးတွေပဲတည်ခံထားတဲ့အနေဒါ Hungary ကအနိုင်မြတ်တော့ဒီကြေးကတော်တော်ဟိုဖြစ်တယ်နော်။ပြီးတော့ Hungary အနေနဲ့လည်းဒီ Ireland နဲ့ထိတဲ့တွေ့ဆုံမှာဒီဈေးတန်းကပထမဦးဆုံးချိန်ပေါ့နော်။ခြေစမ်းပွဲကတိုက်ပွဲတွေမှာ0.25လေး0.25တွေနဲ့ပဲလာဒီ0.75ကြီးကအမြင့်ဆုံးဈေးတန်းဖြစ်နေဆိုတော့ကျွန်တော်တို့ Hungary ကရွေးချက်ဖို့ထိုက်တဲ့ရွေးပွဲတစ်ခုလို့ပဲကျွန်တော်သတ်မှတ်မှာပါအဲ့တော့ကျွန်တော်တနင်္ဂနွေပထမဆုံးပြစ်မှတ်က Hungary ဒုတိယပြစ်မှတ်အနေနဲ့ကျွန်တော်တို့Ukraine Iceland ပွဲစဉ်ကိုတော့ရွေးချယ်ထားတယ်ဆရာ Ukraine ကရဲအနေနဲ့ပဲ Ukraine ကကျွန်တော်ပြောရင်းနဲ့ပဲဈေးတန်းမြင့်လာတယ်လို့ပြောမယ်လက်ရှိမှာဆို0.75မှာသူက1မလက်30လောက်ထိဖြစ်လာတယ်ဆိုတော့ထိုက်တဲ့တွေ့ဆုံမှုအစင်လာမှာပြန်ကြည့်မယ်ဆိုရင် Ukraine 2ချိန်နိုင်တယ်တစ်ချိန်သေးနဲ့တစ်ချိန် Iceland နိုင်ခဲ့တယ်ဆိုတော့ဒီဈေးတန်းကလည်းပြန်ကြည့်မယ်ဆိုရင်လည်း Ukraine အနေနဲ့ပေါ့နော်ဒီ2024 Euro မှာတုန်းကပေးခဲ့တဲ့ဈေးတန်းကိုပြန်ပြီးတော့ပေးထားရတယ်ပြောရမှာပေါ့။ဘာလို့ဆိုတော့အဲ့ဒီတုန်းကလည်းဂျာဝင်းလက်ရှိလည်းဂျာဝင်းပဲကစားရမှာ။လက်ရှိအုပ်စုအဆင့်မှာပြန်ကြည့်မယ်ဆိုရင် Ukraine အတွက်ကဒီ Iceland ကိုဒီနေ့ပွဲတင်ကတေးကစားလို့မရတယ်။ဒါကြောင့်လည်းကျွန်တော်ဂိုးကွာချချက်မှာ Iceland က73ကိုဆိုတော့Ukraine က87ဆိုတော့ဒီပွဲတင်ကသူ့အတွက်နိုင်မှရမှာဒီလိုအနေထားမျိုးမှာ0.75မှာ1မလက်30လောက်ထိဖြစ်လာတယ်ဟိုလက်ရှိအနေထားရလည်းမြင့်တယ် Ukraine အနိုင်ကစားမဲ့ပွဲတင်မျိုးမှာကျွန်တော်တို့ Ukraine ကိုအားပေးဖို့ထိုက်တယ်တယ်လို့ပဲထင်တယ်ပထမကြော့တုန်းကလည်း Iceland ကွင်းမှာတော့ Ukraine ကဒါ3-5เนาะ3-5သူနောက်ကလိုက်ကစားတဲ့ပွဲတွေကလည်းတော်တော်လေးကောင်းခဲ့တာဆိုတော့ဒီပွဲစဉ်ကဟုတ်ပါတယ် Ukraine အတွက်ကလည်းဒုတိယနေရာအတွက်ကလည်းပြင်သစ်ကတော့ဒါကျွန်တော်တို့73မှတ်နဲ့ဆိုတော့ထိပ်ဆုံးမှာတော်တော်ဖြတ်ထားတဲ့အနေအထားမျိုးမှာ Ukraine အတွက်ကတော့ဒါဒုတိယနေရာအတွက်မျှော်လင့်ချက်အပြည့်နဲ့ဆိုတော့ဒီပွဲစဉ်ကသူ့အတွက်ခုနပြောဆရာရဲပြောသူပဲဒါအမားခံလို့မရဘူးအဲ့တော့အဲ့လိုအမားခံလို့မရတဲ့အနေအထားမျိုးတွေအကုန်လုံးဟိုလေဘူဂီယာရဲ့တည်ပြီးသားအဲ့တော့ဒီခါကျကြီးကိုပြင်ကျွန်တော်ရွေးရမှာပဲဆရာရွေးရမှာပဲဟိုဒီလိုနေသားမျိုးမှာဟိုအမားခံလို့မရတဲ့အသင်းပေါ့နော်ကျွန်တော်အဲ့လိုအသင်းမျိုးကိုမရွေးဘဲနဲ့တစ်ဖက်အသင်းကိုရွေးဖို့ဆိုတာလည်းမလွယ်ဘူးအဲ့ဒါမစွန်သားရဲဘူးလေဘာကြောင့်လဲဆိုတော့ဒီဟာတွေကလိပွဲစဉ်တွေလို့မဟုတ်ဘူးလိပွဲစဉ်တွေနိုင်ငံပွဲစဉ်တွေဆိုတာအရန်အရေးကြီးလာဟိုကမ္ဘာ့ဗလာလက်မှတ်ရဖို့အတွက်ကလည်းအရန်အရေးကြီးဒီလိုပွဲမျိုးတွေကိုလည်းတို့ဒူအော်တိုင်းပွဲတွေ must win ပွဲတွေအဲ့လိုဆိုတော့ဒီလိုပွဲမျိုးတွေမျိုးကအရန်အရေးကြီးတဲ့ဟာဆိုတော့ဟို short လို့တော့မရဘူးဗျာ essentially အဲ့တော့
ယူကရိန်းမြေနောက်ဆုံးတစ်ချိန်တွေ့ဆုံမှုကဒါအိုက်စလန်ကိုမရှုံးထားတဲ့အနေအထားရှိတာเนาะအဲ့လိုအနေအထားမျိုးဒါကောင်းပါတယ်ဒုတိယကျွန်တော် ဂျာကွင်းမှာလည်းကစားမယ်ဂျာကွင်းမှာလည်းမာတယ်ဆိုတော့ ယူကရိန်းပဲကောင်းတယ်เนาะ ကျွန်တော်ယူကရိန်းကိုရွေးချယ်လိုက်ပါမယ်ကျွန်တော်တင်းဝင်နေညအတွက်ဒုတိယပြစ်မှတ်အနေနဲ့ပေါ့နော်ယူကရိန်းဘော်ဒီကိုရွေးချယ်ထားတယ်တတိယပြစ်မှတ်နော်အီတလီနဲ့နော်ဝေးဒီပွဲစဉ်ကတော့တိတ်ပြီးတော့စိတ်ဝင်စားဖို့တော့မကောင်းတော့ဘူးပေါ့နော်ဒါပေမဲ့ဒီဖွင့်လှစ်မှုတွေရဆို 0.5 နဲ့ကျွန်တော်တို့ဒီ 2.75 မှာဖွင့်လှစ်ထားရပေါ့နော်ဟိုဆိုတော့ဒီအသင်းတွေရဲ့ထိပ်ထိပ်တွေ့ဆုံမှုတွေမှာပြန်ကြည့်မယ်ဆိုရင်တော့အီတလီကိုနော်ဝေးကဒုက္ခပေးနိုင်တဲ့မှာမပါခဲ့ဘူးဒါပေမဲ့ဒီလက်ရှိအနေအထားမှာဆိုရင်နော်ဝေးကပထမကြော့ကအီတလီလိုအသင်းမျိုးကို3ခုပြတ်နေနိုင်ခဲ့တယ်အဲ့ဒီပွဲတွေမှာထဲဝင်ယူဆိုတော့နော်ဝေးကနောက်ပိုင်းပွဲတွေမှာဈေးနဲ့မြင့်လာတယ်လို့ပြောလို့ရတယ်ကဒူဆိုလော့ထဲမှာပြန်ကြည့်မယ်ဆိုရင်တော့အီတလီအနေနဲ့ရလက်ကောင်းလာတယ်ဒါကလည်းဆရာအုပ်စုတွေမှာ6နယ်လို့ပဲပြောမှာပဲဘာလို့ဆိုတော့မော်ဒိုဗာတို့အက်စတိုရီးယားတို့နဲ့ဒီအစ္စရေးတို့လိုအသင်းမျိုးတွေမှာသူရင်ဆိုင်ရမှာနော်ဝေးအခက်အခဲဆုံးမှာအဲ့ဒီနော်ဝေးကိုပဲသူက3ခုပြတ်နေရှုံးထားရပေါ့နော်တဘောအောင်နေ3 2 6လောက်ထိတွင်းထားနိုင်တယ်ဒီအုပ်စုမှာက33 6လောက်ထိကိုနော်ဝေးကလည်းထပ်တွင်းထားနိုင်တယ်တဘောအနေ3 2 9ဟိုကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုရင်အီတလီဂိုးမသွင်းနိုင်ခဲ့တဲ့ပွဲတွေကနော်ဝေးနဲ့တပွဲပဲရှိသလိုဟိုနော်ဝေးတကိုးပဲရခဲ့တဲ့ပွဲတွေကလည်းအက်စတိုရီးယားနဲ့တပွဲပဲရှိတယ်ဆိုတော့နော်ဝေးကလည်းလက်ရှိဖောင်ရတပွဲကိုနောက်ပိုင်းပွဲတွေမှာတော်တော်လေးကိုကောင်းလာတော့တွေ့ရတယ်ဆရာဟိုပြိုင်ပွဲအသွင်နေဆိုရင်ကျွန်တော်အက်စတိုရီးယားကို4ဂိုးသွင်းတယ်အစ္စရေးကို5ဂိုးပြတ်နိုင်တယ်ပြီးရင်မော်ဒိုဗာလိုအသင်းမျိုးကို17ဂိုးသွင်းတယ်ပြီးသွားလို့ရှိရင်ဖင်လန်ကိုဟိုမဟုတ်ကျွန်တော်ဖင်လန်နဲ့ခြေစမ်းပွဲပေါ့နော်ပြီးရင်အက်စတိုရီးယားနဲ့အဝေးဝင်အဲ့ဒီတပွဲပဲ0-1ကျန်တဲ့ပွဲတွေမှာသူ့ရဲ့တိုက်စစ်ပိုင်းကဘာမှပြောသေးရမလို့တော်တော်လေးကောင်းနေရဆိုတော့ကျွန်တော်တို့နှစ်ဖက်တွင်ကိုအပြန်လည်တွင်ကိုရင်းနဲ့ဖျော်ပြသွားမယ်ပွဲလို့တော့ထင်နေဆရာနော်အဲ့ဒီပွဲစဉ်တွေကခုနပြောသလိုပေါ့ကမ္ဘာဖလားဟိုလက်မှတ်အတွက်ကတော့အရန်ကြီးကိုအရန်ရေးကြီးနဲ့ပွဲတော့မဟုတ်ဘူးပေါ့နော်ခုနတမိုင်းတစ်လျှောက်မှာတော့ဆရာရေခုနပြောသလိုပဲဟိုအီတလီကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အနေအထားမျိုးမှာနော်ဝေကတော့မပါဘူးမပါပြန်လက်ရှိဒါပေမဲ့အဲ့တော့တမိုင်းတစ်လျှောက်ကိုပြောတာပေါ့လက်ရှိခြေစုံပိုင်းရဲ့အနေအထားကဒါခြေစစ်ပွဲစဉ်တစ်လျှောက်လုံးမှာနော်ဝေကလည်းဒါထိတ်တန်းအဆင့်ခြေစုံအဆင့်မျိုးပိုင်ဆိုင်ပြီးပြတာထားနိုင်တာကိုတွေ့ရတယ်ဘာပဲပါကြောလုံးကတော့ဒါအီတလီခံစစ်ကြီးတော့ကျွန်တော်တို့ကအီတလီခံစစ်ကြီးဆိုတာသိတဲ့အတိုင်းပဲလေအရန်ကောင်းတဲ့ခံစစ်ကိုတော့မှသူထိုးပေါက်နိုင်ခဲ့တယ်အီတလီကလည်းလက်တော့အနေထားမှာခြေစုံပုံစံကာရန်ဖောင်ရလည်းအရန်ကြီးအာကူအာတာရှိတဲ့အနေထားလို့တော့မဟုတ်ပေမဲ့ဒီပွဲစဉ်အတွက်ကသူကလည်းပါကြောရဲ့ရှုံးကျွေးကိုတော့နည်းနည်းပြန်ပြီးတော့ဆိုရင်ပြန်ဖွင့်ပြီးကစားလာမယ်အနေအထားမျိုးမှာတော့နော်ဝေရဲ့တိုက်စစ်နဲ့ရှင်လိုက်မယ်ဆိုရင်တော့เนาะဒီပွဲစဉ်ကကျွန်တော်တို့ဟိုသွားမြူးဘက်ကိုတော့အောင်ဆိုတော့နော်ဝေအတွက်ကလည်းဒီအီတလီကိုပြန်ကြည့်မယ်ဆိုရင်1938နောက်ပိုင်းကတည်းကပေါ့နော်ဟိုအနိုင်များခဲ့တာဆိုတော့ဒီအနိုင်ကဒီကမ္ဘာ့ဖလားချစ်စစ်ပွဲမှာနော်ဝေဆိုတာကအားလုံးမြင်ရတဲ့ပုံစံမျိုးအားလုံးလူကျင်တဲ့ပုံစံမျိုးမှာနော်ဝေရရှိနေဆိုတဲ့အနေအထားမျိုးမှာကမ္ဘာအဆင့်9နဲ့29เนาะဟုတ်တယ်ဆရာဟိုကျွန်တော်ဒီမှာဂဒူဆိုကိုလည်းတိတ်ပြီးတော့မယုံကြည်ခြင်းဘူးဆရာဟိုဘာလို့ဆိုတော့နော်ဝေရဲ့လက်ရှိဖောင်တိုက်စစ်ပိုင်းတွေကတော်တော်လေးကောင်းနေတယ်ဂဒူဆိုပြန်တော့လေ तू ကဒီအီတလီမှာပဲ तू က9ပွဲကင်9ပွဲစလုံးနိုင်ထားတဲ့အနေအထားဒီမတိုင်ခင် तू မာဆေးတို့ဗလင်စီယာတို့နာပိုလီတို့အီစီမီလန်တို့ကင်တဲ့အချိန်မှာလဲတော့လုံးငါအောင်မြင်မှုမရခဲ့တဲ့နီးပြထဲမှာပါတယ်ကျွန်တော်ကတော့တူတင်ကိုတင်ကစားမဲ့ပွဲတွေမှာအီတလီအနေနဲ့ပေါ့နော်အရင်ရုံးနိုင်မယ်လို့မထင်ဘူးကျွန်တော်ဒီပွဲတင်ကအပြန်လည်သွင်းကိုနဲ့အားပေးထားတာကအနည်းဆုံးပြန်း90စားမယ်ထင်တယ်เนาะအဲ့တော့တတိယပြတ်မှတ်အတာကျွန်တော်တို့အီတလီနော်ဝေပွဲကိုကျွန်တော်ဂိုးပေါ်ရွေးချယ်လိုက်တယ်တနင်္ဂနွေနေ့ညအတွက်အကောင်းဆုံး3ပွဲကိုရွေးချယ်ပေးလိုက်ပါတယ်အဲ့ဒါကတော့ပထမဆုံးပြတ်မှတ်အနေနဲ့ဟန်ဂရီကိုရွေးချယ်ပေးပြီးတော့ဒုတိယပြတ်မှတ်အနေနဲ့ကျွန်တော်တို့ယူကရိန်းကိုရွေးချယ်တယ်တတိယပြတ်မှတ်အနေနဲ့ကျွန်တော်အီတလီနော်ဝေပွဲတင်မှာကျွန်တော်ဂိုးပေါ်